တန်တဲ့ချီတဲ့ရွှေတွေဟာကမ္ဘာဈေးကွက်တွေကိုမရောက်ပဲလေထဲမှာအဆရှာမရအောင်ဘလို့ပြောက်ကွယ်သွားပြီကျွန်တော်တို့မြမသမိုင်းမှာလူသိနေပြီးမန္တလေးမြို့မှာရှိတဲ့ကုသိုလ်တော်ဘုရားကကျိန်စာတင့်ရွှေများရဲ့အကြောင်းကိုကျွန်တော်နဲ့အတူလေ့လာကြည့်ကြရအောင်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးအားဖြည့်ကူညီပေးခဲ့ကြပါအောင်ဗျကျွန်တော်တို့အားလုံးသိကြတဲ့မန္တလေးမြို့မှာရှိတဲ့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးလို့တော့တင်စားရတဲ့ကုသိုလ်တော်ဘုရားကကြောက်စာချက်929ချက်ပေါ်ပဲစလုံးတွေဟာမူလကရွှေသွင်းထားရဲဆိုတော့သိပါသလား1885ခုနှစ်ဗြိတိရှစစ်တပ်တွေမန္တလေးကိုသိမ်းပိုက်ခဲ့ပြီးတဲ့အချိန်မှာကုသိုလ်တော်ဘုရားဝင်းဟာစစ်စခန်းတစ်ခုဖြစ်ခဲ့ပါတယ်အဲဒီမှာရှိတဲ့ကြောက်စာချက်929ချက်ပေါ်ကတံမိုးကြီးရွှေစလုံးတွေကိုနေချက်စစ်သားတွေကအငမ်းမြခွာယူပြီးရေကြိုခဲ့ကြပါတယ်ပမာဏအားဖြင့်အစမတန်များပြတဲ့အဲဒီရွှေတွေဟာထူးဆန်းစွာပဲကမ္ဘာရဲ့ဘယ်ရွှေဈေးကွက်ထဲမှာပြန်ပေါ်မလာပဲအစနာတော်ရှာမရအောင်ပျောက်ကွယ်သွားခဲ့ပါတယ်မှတ်တမ်းတွေအရအဲဒီရွှေတွေကိုခိုးယူခဲ့တဲ့စစ်သားတွေဟာသူတို့နိုင်ငံပြန်ရောက်တဲ့အခါမှာအကြောင်းမဲ့စိတ်ဖောက်ပြန်တာနဲ့ရှင်းပြလို့မရတဲ့ဝေဒနာတွေကြောင့်တယောက်ပြီးတယောက်တည်ဆုံးခဲ့ကြပါတယ်အပေါ်ရင်တွေးကြည့်မယ်ဆိုရင်တော့ဒါကတက်ဆိုင်မှုတစ်ခုတက်ပဲလားဒါမှမဟုတ်တိတ်ပဲပညာနဲ့ရှင်းပြလို့မရတဲ့ချိန်စာတွေကြောင့်လားအဲဒီရွှေတွေကဘယ်ကိုလျှောက်သွားတာလဲဒေသခံတို့ကတော့မမြင်ရတဲ့အဆောက်အဦတွေကအဲဒီရွှေတွေကိုတိုင်တန်းနဲ့ပြန်သိမ်းသွားတယ်လို့ယုံကြည်ကြပါတယ်ခိုးယူသွားတဲ့သူတွေအတွက်တော့အဲဒီရွှေတွေဟာဥစ္စာပစ္စည်းမဟုတ်ပဲတင်မင်းရဲ့အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်ဒီနေ့ဒီအဲဒီရွှေတွေဘယ်ရောက်သွားလဲဆိုတာဘေးလေးတစ်ခုအနေနဲ့ကြန့်ရှိနေစေပါခင်ဗျားရောအဲဒီရွှေတွေကကပတ်တနေရာမှာရှိနေသေးတယ်လို့ထင်လားဒါမှမဟုတ်တကယ်ပဲပျောက်ကွယ်သွားပြီလားအစိုးရနောက်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီထက်ပိုစိတ်ဝင်စားတဲ့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲကျေးဇူးပါ